ငါသားတို့သမီးတို့စားကြနော်ကြက်ကောင်းတွေအများကြီးပဲပါတယ်နော်ငါသားသမီးတွေစားနေတာမြင်ရရင်ကျေးနပ်နေတာစားကြနော်ထခွေးတွေကိုအိမ်ရှိလာမကျွေးပါနဲ့ဆိုကျွေးနေတယ်နောက်ပြီးခွေးဟောင်တန်နေနဲ့စူညံနေတာပဲကျွေးချင်ရင်တကော့အကောင်တွေကိုအိမ်ခေါ်သွားကခမည်းခွေးစာကျွေးတာတော့ဟုတ်ပါပြီခွေးကပ်ရင်တာဝန်ယူမှာလားငါကဘသူမှမကျွေးလို့ငါကျွေးနေတာလေငါကဘာကိုတာဝန်ယူရမှာလဲနင်တို့ကိုကျွေးရတာလဲငါမှပြောခံနေရတယ်တစ်ထယောက်ပြီးတစ်ယောက်လာပြောနေကြတယ်ငါကလည်းနင်တို့ကိုမကျွေးဘဲမနေနိုင်ဘူးလေကျွေးမယ်နော်ခဏလေးခွေးတွေကမနှက်ခင်မိုးလင်းတာနဲ့ရောက်လာပြီးအလှခံပုတ်ကိုလေးတွေကျမကလည်းပျော်လို့ကျွေးတာမဟုတ်ဘူးခွေးလေးတွေအစာမစားရရင်စာနေမှာပဲဆိုပြီးကိုချင်းစာစိတ်နဲ့ကျွေးနေတာနင်တို့ကိုအစာကျွေးပြီးလို့ဗိုက်စာလာလို့စားလိုက်အောင်မယ်အားလုံးလာစားကြပါအောင်